Good morning Good morning ဆိုတော့မနက်ပိုင်းဆိုတော့မနက်ပိုင်းလုပ်ဖြစ်တဲ့ routine ပေါ့နော်ဇင်ရဲ့ routine လေးကိုဒီ video မှာ sharing လုပ်ပေးမယ်ပေါ့နော်မနက်အဲ့ရနူပြီးဆိုလို့ရှိရင်ကိုပေါ့နော်ကို body ကိုအရင်ဟောဖြည်းဖြည်းစီနှိုးရတာပေါ့နော်နှိုးရတဲ့ခါကျတော့ဘာလို့လဲဆိုတော့တချို့ဆိုသိမှာပါအဲ့ရနိုးပြီးမျိုးလုံးပွင့်ပြီးဆိုတာနဲ့အဲ့ရတွေကနေဖုန်းကောက်ကင်တာမျိုးပေါ့နော်အဲ့လိုမလုပ်ဘူးနိုးပြီးဆိုတာအလံမြည်လို့နိုးပြီးဒီနေ့ကတော့ Sunday ဆိုတော့နိုးအလံပေါ့နော်ဒါပေမဲ့ညကစောစောအိတ်တဲ့ခါကျတော့လေမနေ့ကျတော့ပုံမှန်သူ့ဟာသူနိုးနေရပေါ့နော်6နိုင်လောက်တည်းကအဲ့နဲ့ဟိုလှိပ်ပြီးတော့9နိုင်လောက်ကျတော့အဲ့ရထားလိုက်တယ်ထားပြီးတော့ just slow morning ပေါ့နော်အဲ့နဲ့နိုးရနဲ့breathing ပေါ့နော် breathing exercise ကိုပြင်းလေးပေါ့ရှူရဲထုတ်တယ်အဲ့ဒါကို10ချိန်ပေါ့နော်သူ body ကိုအရင်ဆုံးသူကတညလုံး rest လုပ်ပြီးတော့သူ့လုပ်တွေသူလုပ်ပေးနေတာဖြစ်တဲ့အတွက်အရင်ဆုံးသူ့ကိုအသက်ဝဝပေးရှူလိုက်တယ်ပေါ့နော်10ချိန်လောက်ပေးရှူလိုက်တယ်ရှူပြီးတော့no phone no coffee အဲ့တော့မနက်ပိုင်းတော့ coffee ကတော့တောက်လို့ရပါတယ်ဒါပေမဲ့ empty stomach တွေမှာတောက်တာတော့ကျန်းမာရေးအတွက်တိတ်မကောင်းလို့ကြောက်ဘူးပဲပေါ့နော်ကိုကတော့ coffee lover မဟုတ်ဘူးဆိုတော့လည်းဘယ်တော့မှ coffee မတောက်ဘူးပေါ့နော်အဲ့နဲ့ရေလေးပဲပုံမှန်ရေလေးကိုပဲတောက်တယ်ပေါ့နော်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီမိုးလင်းပိုင်းရှိတဲ့ဟိုထွက်တဲ့ဟာတွေပေါ့နော်သူရေနဲ့မျောချတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးရေလေးတောက်လိုက်တယ်ပြီးတော့ခါကြတော့အမှန်တကယ်အကောင်းဆုံးကတော့နေရောင်ခံတာပေါ့နော်ဆန်းပေါ့အဲ့ဒါကိုမိနစ်20လောက်နေရောင်ခံပြီးကောင်းတယ်အဲ့ဒီဟာကတော့နေတိုင်းတော့မလုပ်ပြဘူးဘာလို့လဲဆိုတော့တခြားရက်တွေကအလုပ်သွားတဲ့ခါကျတော့မနေ့တိုင်းဟိုလုပ်ကြရှိတာလုပ်ပြီးတော့အလုပ်သွားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အရင်အမြဲလုပ်ပြတာကတော့မနေ့ဆိုဒီ Sunday ဆိုလို့ရှိရင်เนาะအဲ့ရနိုးတယ်အခုနာလို့ breathing exercise လုပ်တယ် no coffee no phone ပြီးလို့ရှိရင်တနိုင်လောက်ပေါ့နော်အဲ့ရနိုးချင်းတနိုင်လောက်ရှိကိုဖုန်းမကင်ဘူးပြီးလို့ရှိရင်ဒီ Sunday လို့နေမျိုးမှာဆိုလို့ရှိရင် land track 6တယ်ပေါ့နော် land track 6ရင်လည်းနေအောင်လေးခံတယ်ပေါ့နော်အဲ့ဒါလေးတစ်ခုပြီးတော့နောက်တစ်ခုကကြတော့လှုပ်ရှားမှုပြုလုပ်တာပေါ့နော်exercise ပဲဖြစ်ဖြစ်အခုလိုလမ်းလျှောက်လဲရတယ်တော့မဟုတ်လို့ရှိရင်လည်းမနက်ပိုင်းရုံသွားတဲ့ရက်တွေဆိုရင်လှုပ်ရှားလို့မနိုင်ဘူးဆိုရင်တော့မှလေပြချင်းမချိုးကအကျော်လျှော့တာပေါ့နော်နည်းနည်းဟိုလုံးတိလှုပ်နဲ့အကျော်လျှော့လိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့9ချက်လောက်ရှိမှထင်တယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးမနက်တိုင်းလှုပ်ပြနေတယ်ပေါ့နော် slow living ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် rush ဖြစ်နေတဲ့ light ကိုမကြိုက်ဘူးအဲ့ဆိုတော့ရုံဖျင်းဆိုလို့ရှိရင်လည်းအဲ့လိုပဲပုံမှန်ထက်ကိုစောချလိုက်တယ်ကိုက ACC လေးလှုပ်ချင်လို့ပေါ့နော်မနေ့ပိုင်းမှာbody ကတညလုံးအိတ်ကိုနဲ့အိတ်ပြီးတော့သူ့ဟာသူနိုးထားလာတဲ့အချိန်မှာအရင်လှုပ်ရှား rush ဆိုတဲ့ feeling ကိုစိတ်ထဲမှာမထားခြင်းတော့စောထားလိုက်တယ်လှုပ်ရှားရှိတာကိုပုံမှန်လေးပဲသူ့ဘာသာသူလှုပ်လိုက်တယ်အဓိကမနေ့တိုင်းလှုပ်ရမှာကြတော့ breathing exercise no phone no coffee ပြီးလို့ရှိရင်နေအောင်ခံတာပြီးလို့ရှိရင်နောက်ဆုံးတစ်ခုကတော့အခုနာကပျော်သွားတဲ့ဟာပေါ့နော်ဒီ exercise လုပ်တာလေးပေါ့နော်အားလေးကိုဒီနေ့မျှဝေပေးလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်